ပြီးတော့မင်းကိုလည်းလှည့်စားမယ်ဘာလို့သူတို့ဘက်ကိုမင်းကကာကွယ်နေတယ်လဲဘယ်ချိန်ကတည်းကငါအလုပ်တွေမှာမင်းဝင်ပြောဖို့ဖြစ်လာတာလဲ boss မင်းချက်လိုက်ဖြစ်နေတယ်လားပါလားတနေ့လုံးမတင်တော်တဲ့စကားတွေပြောနေတယ်အပြုအမူလဲထူးဆန်းနေတယ်ဟုတ်လားမကောင်းတဲ့တစ်ခုခုဝင်ကပ်တယ်လို့ဖြစ်နေသလားတယောက်ယောက်ကိုခေါ်လိုက်ဟုတ်ပါတယ်နဲလာကငါ့ကိုပထမဆုံးနမ်းခဲ့တာအခုတင်မဲ့ခွာလုပ်ဖို့နမ်းခဲ့တာအဲ့ဒါကငါရဲ့ဒုတိယကိုရီကိုသွေးကိုလှုပ်ဆော်လိုက်တာ Trigger ကနဲလာကပထမဆုံးနမ်းတဲ့အချိန်ပဲဒါဆိုငါဝါကွာဖြစ်သွားတာဘယ်ချိန်လဲအိတ်သွားတာလားမေ့သွားတာလားနန်းရနဲ့ပတ်သက်ပြီးလားနန်းနာရဲ့မွေးနေ့မှာသူမသေးမသွားအောင်ငါတားရမယ်အဲ့ဒါကိုတားဖို့ငါ online နေရမယ် online နေဖို့ဆိုရင်နန်းနာမင်းတွေးတွေကိုအလုတ်ပေါ်အာယုံစိုက်ထားငါရေးထားတဲ့အတိုင်းလိုက်လုပ်တေချာလားငါပြောတဲ့အတိုင်းလုပ်ငါကအေးဆက်ပြီးဝေးကွာတဲ့အကို version ဖြစ်နေတော့မှ